ကျွန်တော်လိုချင်တဲ့အိမ်ရသွားပြီဗျာကြည်လိုက်အဲတော့တနားရီလောက်လမ်းလျှောက်ပြီးတော့အဲ့ဒီမြို့ထဲမှာပတ်ရှာပြီးတော့မှပဲကျွန်တော်လည်းနောက်ဆုံးတော့အဲ့ဒီဆိုင်ဝင်တွေ့သွားတယ်ပေါ့နော်ဒီအိမ်ရဖို့အတွက်တဲတန်ကျွန်တော်မောင်းလာတာနိုင်ပေါင်း10နာရီလောက်ရှိတယ်ပြီးတော့အောင်မြင်သွားပြီကိုလိုချင်တဲ့အိမ်ကိုတွေ့သွားတော့တော့ဝမ်းသာပါတယ်ဗျာကဲမယူအိမ်တော့ဝယ်ပြီးသွားပြီမယူပွဲပဲတက်ကြည့်တော့မယ်ဘာဆက်ဖြစ်မလဲဆိုတော့ဆက်ကြည့်လောက်မယ်မယူပွဲကြည့်ဖို့အတွက်9ရက်ပဲလိုတော့တယ်ဈေးရောက်နေလို့ကကျောင်းနံပါတ်တစ်စိတ်တက်မလားပေါ့နော်ကျွန်တော်မေးတယ်โอเคအဲ့ဒါဈေးဘယ်လောက်လဲပေါ့နော်အဲ့ဒါခရိုနာ300ဆိုတော့ခေချမယ်ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်နာမည်ထိုးလိုက်တယ်ဆိုမင်းဆိုပြီးတော့မွေတာအဲ့ဒီဘေးပတ်စံရှင်တဲ့လူကတတ်ပြီးကြလို့ရှင်တော့သူကလုတ်ပေးတဲ့လူကတတ်ပေါ့နော်အဲ့မှာကျွန်တော်ကိုယ်တိုင်ပေါ့နော်ရိုက်လို့ရမလားပေါ့ဆိုပြီးတော့အဲ့ဒါတစ်စိတ်ကိုကတိဒီနဲ့တွားပြီးတော့စိတ်တွေပါလုတ်ပြီးတော့ရိုက်ချလိုက်တာအဲ့ဒါနဲ့တော်တော်လေးတော့ကျင်းတတ်သွားတယ်ပေါ့နော်ဘာပြောတကယ်လို့မှာကျင်တော့ရတယ်ဒါပေမဲ့အဲ့ဒီအိမ်ကနေပြီးတော့လမ်းမှာလိုက်လို့လည်းရပါတယ်မှာမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့လည်းကျွန်တော်ကကိုယ်တိုင်တွားယူကိုယ်တိုင်တွားမှာလိုမျိုးကိုယ်တိုင်တွားပြီးတော့လက်တွေ့ဝယ်ပြီးတော့မှကျွန်တော်ဒီမိုင်ဘတ်ကြည့်မှာပေါ့ဆိုပြီးတော့လုံးဝစိတ်ကူးရည်ထားတာပေါ့နော်အဲ့လိုလည်းတကယ်လို့ Oslo ရောက်လို့ရှိရင်လုံးဝရှက်အကောင်းဆုံးဆိုင်ကိုကျွန်တော်ပြောပြပေးမယ်နော်အဲ့မှာ Sea Sushi ဆိုတာရှိတယ်အဲ့ကျွန်တော်ပြလိုက်မယ်အဲ့ဒီမှာအဲ့ဒီနာမှာဗီဒီယိုထဲမှာကျွန်တော်ထည့်ပေးလိုက်မယ်လုံးဝတန်လာမင်းနဲ့တယောက်မှနေရာကျော်ပဲနဲ့တူတယ်နေရာကျော်300နီးပါးပါနော်အမဘူဖေးအဝါစာကြိုက်တယ်လို့ဘုံက share ပဲကျော်ရင်ခင်ဗျားတို့လည်း Oslo မှာလေပတ်တယ်ဆိုလို့ရှိရင်အဲ့ဒီဆိုင်ကိုသွားစားဖို့ကျွန်တော်အကြံပြုတယ်ပေါ့နော်လုံးဝ share ကောင်းမယ်အားမမတူတာတိုက်တလောက်စားအဲ့ဒီမှာမြန်မာစားစာလိုမျိုးအဲ့လိုမျိုးပြည်နယ်စားစာတွေငါးရင်ချက်ထားတာတွေပါတယ်ပြီးကြလို့ရှိရင်အများကြီးပဲဗျ share ပဲတိုက်တဲ့ထမင်းတွေရောအကုန်လုံးစားလို့ရတယ်အတူတူပဲအဲ့ဒီနေ့တော့တော်တော်ရုပ်ပူတာဗျာ30ခုနဲ့ကျွန်တော်လမ်းလျှောက်တာလုံးဝမနေနိုင်ဘူးဗျာပူချစ်နေတာပဲ Oslo မှာကျွန်တော်မျိုးလေးပဲကောင်းတယ်ကျွန်တော်ပြန်စဉ်းစားကြည့်တော့အသေးတန်ပူတာဟိုပြန်ရရင်တော့ဘယ်လိုနေမလဲတော့မသိဘူးဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲတိတ်ပြီးတော့အများကြီးမဟုတ်ဘူးနောက်နေ့မနက်မှာကျွန်တော်ဆွီဒင်နဲ့ဇက်ကိုသွားတဲ့ဟာပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်ရင်လည်း like လေးတွေ comment လေးတွေလုပ်ပေးခဲ့အောင်တော့ကြည့်မနေနဲ့အောင်ပိုင်းလေးကြမှာပြန်ဆုံးပဲဗျာနော်ပိုင်းလေးကြလို့ရှိရင်တော့စွာရီယာမှာတွားပြီးတော့ဘယ်လိုတွေပြဿနာတွေတွားရှာခဲ့လဲဆိုတော့စောင့်ကြည့်လိုက်ဗျာနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျာ